နာမည်ကြီးမင်းသမီးကိုတက်ပြီးသူမရဲ့နေရာကိုအစားထိုးဝင်ယူဖို့အတွက်လူစားထိုးတရုပ်ဆောင်စတန်တာဘိုဟာမင်းသမီးရဲ့လေကျိုး harness တွေကိုတမင်တကာရှော့ထားလိုက်ပါတယ်ဒါကိုမသိတဲ့မင်းသမီးဟာပြန်တန်းတဲ့အခန်းကိုရိုက်ကူးဖို့ခုန်ချလိုက်တဲ့အခါကျိုးတွေပြတ်တောက်သွားပြီးခြောက်ထဲကိုတဲတဲပြုတ်ကျသွားပါတော့တယ်ဒါကိုမြင်တော့လူစားထိုးတရုပ်ဆောင်မလေးကဟန်ဆောင်ပြီးဝမ်းနေပြပေမဲ့စိတ်ထဲမှာတော့အယမ်းပျော်နေပါတယ်အခုဆိုရင်မင်းသမီးကြီးတည်ပြီးမှုသူမနာမည်ကြီးတော့မယ်လို့တွေးနေတာပါမင်းသမီး6ထဲပြုတ်ကျပြီးပျောက်ဆုံးသွားပြီးနောက်လူစားထိုးတရုပ်ဆောင်မလေးဟာသူမရဲ့နေရာကိုအစားထိုးဝင်ယူလိုက်ပြီး6လအတွင်းမှာတင်ထိတ်တန့်မင်းသမီးဖြစ်လာခဲ့ပါတယ်ဒါပေမဲ့သူမမသိတာကတော့တကယ်မင်းသမီးစစ်စစ်ဟာ6ထဲပြုတ်ကျပေမဲ့မသေးပဲအသက်ရှင်ကျန်ရစ်ခဲ့တာပါပဲဒါပေမဲ့သူမရဲ့မျက်နှာကတော့အပြင်းထန်ပျက်စီးသွားခဲ့ပါတယ်ဒါကြောင့်သူမဟာမြေသူမြေဝါမှန်ဖုံးကွယ်ထားပြီး9ယောက်နဲ့အလုံးနဲ့အသက်မွေးနေခဲ့ရပါတယ်တနေ့မှာတော့သူမရဲ့ခင်ပွန်းဟာယောဂနဲ့ဆုံးပါသွားပြီးတမိဖြစ်သူပါပျောက်ဆုံးနေတယ်ဆိုတာကိုအမျိုးသမီးသိလိုက်ရပါတယ်ဒါတွေအားလုံးဟာဟိုလူစားထိုးတရုပ်ဆောင်မလေးရဲ့လက်ချက်ဆိုတာကိုသူမရေးမိသွားပါတယ်ဒါကြောင့်ကလေးစားချေဖို့အတွက်သူမစုဆောင်းထားသမျှပတ်စံအားလုံးကိုသုံးပြီးမျက်နှာခွဲစိတ်မှု plastic surgery လုပ်လိုက်ပါတယ်ရုပ်ရည်အသစ်နဲ့သူမရဲ့တိုင်းပြည်ကိုပြန်လာပြီးနောက်လူစားထိုးတရုပ်ဆောင်မလေးရဲ့သားနာမည်ကြီးမင်းသားတဦးကိုပြစ်မှတ်ထားပြီးကလေးစားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်